လူမသိသေးတဲ့ဈေးကြီးရဲ့သစ်ပင်များအပင်လို့ပြောလိုက်ရင်တချို့တွေကဒီတိုင်းသဘာဝအတိုင်းပေါက်နေတဲ့အပင်တွေကိုသာပြင်းပြင်းကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဈေးကြီးပေးရတဲ့အပင်တွေလည်းရှိနေပါသေးတယ်။တချို့ဆိုအဲ့လိုအပင်တွေကိုတေချာဂရုစိုက်ပြီးတော့လေလံတင်ရောင်းကြတာမျိုးတွေတောင်မှရှိကြပါတယ်။အပင်ရဲ့အရွယ်အစားနဲ့အမျိုးအစားပုံမူတည်ပြီးတော့ဈေးတွေအစားအစာကွာသွားပါတယ်။အပင်တွေလေလံတင်တာဘယ်သူတွေဝယ်ကြမှာလဲဆိုတာမေးခွန်းထုတ်လို့ရပေမဲ့တခြားနိုင်ငံကချမ်းသာတယ်ဆိုပေမဲ့လူတွေကတော့အိမ်အလှဆင်မှုအတွက်အပင်တွေကိုဈေးကြီးပေးပြီးတော့ဝယ်တတ်ကြတာပါ။ပန်နာပင်၊ဆွတ်တိတ်ခဲပင်၊အိန္ဒိယကျိုးပင်ပီကိုလိုဘွန်ဆိုင်ထရီစတဲ့အပင်တွေဟာ trade me မှာဈေးအများဆုံးနဲ့လေလံတင်ရောင်းချခဲ့ရတဲ့အပင်တွေပဲဖြစ်ပါတယ်။တခြားအပင်တွေလည်းအများကြီးရှိပါသေးတယ်။အပေါ်ကပြောသွားတဲ့အပင်တွေထဲမှာဘွန်ဆိုင်ထရီဆိုတဲ့ပုံစံငယ်အပင်လေးဟာဈေးအများဆုံးဖြစ်တယ်လို့လူချမ်းသာတွေမျက်စိအကျဆုံးအပင်လေးဖြစ်ပါတယ်။အားလုံးလည်းဈေးကြီးပေးရတဲ့အပင်တွေရှိရဆိုတာသိပြီဆိုတော့အပင်တွေကိုခရူးတစ်ဆိုင်နဲ့စိုက်ကြအောင်နော်။ဈေးကြီးရဲ့အပင်တစ်ခုခုအိမ်မှာပေါက်လာရင်လေလံတင်ပြီးရောင်းစားလို့ရအောင်ပါ။